ကန်းချစ်သွားတဲ့ feel ကိုရမ်းကြိုက်တဲ့လူတွေရှိကြမယ်လို့ထင်တယ်ဒီနေ့တော့ Evra တကယ်ချင်းနေတဲ့တူငွေဆောင်ကန်းချစ်သွားပြီးတော့ဘလောက်တောင်ပျော်ခဲ့လဲဆိုတာကိုအားလုံးနဲ့တူ Evra activity လေးတွေကို sharing လုပ်ပေးမယ် vlog လေးဖြစ်ပါတယ်ဒါဆိုရင်တော့ video လေးဆက်ကြည့်လိုက်ရအောင်အဲ့လိုဆိုမှလေ September ကြာလို့ရှင် sunset တွေအရန်လှရလို့ပြောကြရပေါ့နော်အကုန်လုံးလည်းအခွင့်ရလို့ရှင် September မှာတော့ပြောင်းတော့ပါလို့ပြောချင်ပါတယ်ပထမဆုံးဒါကတော့ Evra ရိုက်ကူးရေးလောက်မှာဆိုပြီးတော့ဟိုဟာလေးပြင်ဆင်တရားလေးပြင်ဆင်လုပ်နေရဖြစ်ပါတယ်အဲ့ဒီမှာရာသီဥတုကလေမိုးကရွာမလို့မရွာမလို့လည်းလုံးဝမရွာဘဲနဲ့တက်တော်လေးကောင်းနေအဲ့တော့မိုးတိုင်းကျညာချက်တွေပါတော့ရှိနေတယ်ဒါပေမဲ့လုံးဝယူအဆင်ပြေ totally fine ဖြစ်တယ်ပေါ့နော်ဒါပေမဲ့မိုးလေးကအုံလေးနဲ့ဆိုတော့ Evra နေလည်းအရန်မပူပါဘူးကန်းချင်မသွားတာကြောက်လားမသိဘူးအရန်ပျော်ကောင်းတယ်ရေလေးကလေအေးစိပြောမှလေအဲ့ဒီငယ်တဲ့လေးကစမင်းဖြစ်နေတာလေးအစားပြောဖို့ကောင်းတယ်ပေါ့နော်ဒါတော့မြင်းမတက်တာပြောမြင်းကမစီးဘူးတော့ဒီတက်ရတာလည်းအရန်ခက်တယ်အမြင်ကြီးပဲရုပ်တရက်ကြည့်လို့ရှင်တော့တိတ်မြင့်တယ်လို့နဲ့လေတကယ်လည်းတက်တော့အမြင်ကြီးမတော်တော်ကြီးတက်ရတယ်ဟိုအောက်ကအကိုလည်းအားနာပါတယ်အားရသူတဲလိုက်ရပြီးရင်တော့တောက်ပါပြီဖြစ်ချင်တော့လေးပြောပြအောင်မယ် Evra စီးတဲ့မြင်းကလေငပြင်းဖြစ်နေတာဒီလားဟဲလို့မြင်းလေးကတနာပါတယ်လို့ကောက်မလှုပ်ဘူးတော့လို့ကိုတို့လို့အရန်မခိုင်းကြနေတယ်လို့ပြောရချင်မဟဲနဲ့မဟုတ်ဘူးလေသူခုလေးအိမ်ရာနိုးလာတဲ့အစားလည်းအရန်စားရတဲ့အိတ်လည်းအိတ်တယ်အဲ့ကောင်အိမ်ငိုင်နေရတယ်ဟဲပြီးပြီးအောင်ကျမတော့အော်သူတနာပါရဆိုပြီးတွေးနေတဲ့ဥစ္စာကိုကွယ်သူကတကယ်တော့ပြင်းပြီးတော့လေမလှုပ်ချင်တာဖြစ်နေတယ်အဲ့ဒီမြင်းစီးဟာသူကကိုယ်ပြင်းဖြစ်လာတာနဲ့ဘယ်တော့ဒီဥစ္စာစီးမယ်ဘောတော့ဒါဘာလို့ကွာလေ4 wheeler ပေါ့အဒီဟာကိုစီးပါမယ်ဒီဥစ္စာကိုလည်း Evra first time try တာဖြစ်ပါတယ် Evra cycle လည်းမစီးတတ်ပါဘူးဒါပေမဲ့ဒီဥစ္စာတအားစီးလို့ကောင်းတယ်လုံးဝကိုလေအော်အမလေးငါ provider ပဲလို့တော့တွေးမိရပါတော့တအားပြုတ်ကောင်းတယ်သူဟာစီးလို့လည်းတောင်းတာရှိတယ်ပြီးလို့ရှိရင်ပိုက်တယ်ပေါ့ရာသီဥတုကလေတိမ်အုံလေးနဲ့ဟိုမှာလေကပုစုပစက်ကိုတိုက်ပြီးဖြူးနေတာဆိုတော့လေအခုလိုမျိုးစီးလိုက်ရတော့လေလေကလေလုံးဝနှောက်ဝီးဆိုတိုက်တာတော့အားကိုမှပြောဖို့ကောင်းတယ်ဥရဲ့အသေးလေးတွေထီကိုလေလေကဝီးဆိုပြီးတိုက်သွားတယ်လို့ခံစားရတယ်ဟိုလိုပဲဥပေါ်လေးပင်ပေါ့အရှိန်မောင်းနေလို့ဆိုပြီးတော့အဲ့ဒီလူအရှိန်ချော့ဆိုပြီးလာတာပေါ့အဲ့ဟိုဆိုအဲ့ဒါယူဖီးကိုချလိုက်တယ်အိုးရှစ်တေးပြီးလို့တော့အုံးရီတောက်ဖို့အတွက်အုံးရီမာနေတာပါအဲ့ဒါကိုအုံးရီကိုကိုယ့်ဘာကိုခုတ်ချင်တယ်ဆိုပြီးပြောရလို့ရတယ်ရှိတယ်ပေါ့နော်အုံးဒီကိုသူကသူလုပ်နေဆိုတဲ့အချိန်မှာလုပ်ဖို့အားမရှိဘူးဖြစ်နေပေါ့အဲ့ချိန်မှာအုံးရီကိုတောက်လိုက်တဲ့အချိန်မှာအုံးရီကပူဖြစ်နေတဲ့အတွက်တော်လေးကိုရေခဲထဲချင်တယ်ပေါ့နော်အုံးရီအေးလေးနဲ့ငိမ့်လေးနဲ့ချီးပြီးတောက်ချင်တဲ့အချိန်မှာအုံးရီကတအားပူနေတော့နေလို့မကောင်းမဝနာကစတင်လောက်ပါအုံးဒီလေးတွေကချစ်စရာလေးလှလို့ဆိုပြီးတော့ဘောလုံးတစ်ပုံရိုက်ဖို့ဆိုပြီးတော့လို့လေးချထားတာပါဒါကတော့ဆန်းဆက်အလှလာတော့မယ်ပေါ့နော်အဲ့ဒီအချိန်မှာတပုံလေးရိုက် post လေးတွေပေးပြီးတော့နည်းနည်းချီနေတာဖြစ်ပါတယ်တော်တော်လေးနေလို့ကောင်းတယ်တရှင်းစုံနေရောအေးအမှသွားတာပဲတလဲတွေအုံးကြီးတွေကိုဝင်သွားပါတယ်အဲ့ဒါမထူးဟာဆိုပြီးတော့ရှုံနေဆော့ပလိုက်တယ်ရှုံလို့ရှုံနေတော်တော်ဆော့လို့ကောင်းတယ်အိဘန်အဲ့ဘာလို့ရမှာဆိုလို့ရှိရင်ရှုံနေဆော့လို့မရအမြဲဆော့လို့ရှိရင်လည်းပဲပေါအောင်ပါဆိုတော့လာဟာဆိုပြီးတော့ကြိတ်ပလိုက်ကန်းချီရဲလေးဖြူဖြစ်နေတဲ့အတန်နားထောင်ကြီးကိုတအားစိတ်ကျဉ်တတ်ဖို့ကောင်းတယ်သွားကြည့်လိုက်တာဝါပြော်ပြီးတော့ရေဆိုတော့ရေမိုးချိုးကောင်းရှော်လုပ်ပါတယ်ဗါလဲဆောင်းရည်ထိထားဆိုတော့လေခေါင်းမှာလို့ဆောင်းရည်ရစပင်းကိုလေအဲ့လိုကြမ်းဖြစ်စီရဲကွာတလားအဲ့တော့စပင်းကနည်းနည်းလေးဖွာကြမ်းဖြစ်နေတယ်အဲ့တော့ကျွန်မကော်ရဲ့ကောင်းမှုလေးတခုမတောင်းကြည့်လုံးဝမကွာစီဆိုကညစာစားမှာတော်လေးပြင်မယ်နေဆိုတော့လေဒါရအေးနော်ဒီကောင်းဝိုင်လားအရန်ပေါ့ဒီကစားလိုက်လို့ပါစားလိုက်လို့လမ်းဝိုင်မနေ့ကဖြောင်းမယ်ကျွန်တော်လေကျွန်တော်လေကောင်းကိန်းလို့ဘယ်တော့မှရမှာလဲတို့ထိုင်ဒီတော့အဲ့တော့မတောက်ပါဘူးဒါတမိုင်းမလို့ဆိုရထဲတာအဲ့တော့ဟောမတောက်ဘူးပေါ့နော်ချပြီးရနေစားပါအဲ့ဒါအဲ့အရန်ကြိုက်တဲ့ soup ရဲ့ပြီးတော့ဒီပဇွန်ပေါ့နော်
အဲ့ဒါရဲ့အကြိုက်ဆုံးအောင်ဒီဥစ္စာပဲအဲ့ဒါဘာလဲပင်လဲစာထောင်းတုတ်လို့ခေါ်လာဘယ်လိုလဲမသိဘူးအာရမ်းကြိုက်တယ်တော့ရတာလေးရလေးတလားချင်းချင်းဆူဆူလေးနဲ့ဟိုမှာလေးပင်လဲစာအနဲ့လေးနဲ့ကောင်းတယ်ရတာလည်းတော်တော်လေးရှိတယ်ဤဘယ်လိုညှိစုံနေရပါလောမဖြစ်ပဲနဲ့ဒီစားအရမ်းမိန်နဲ့အဲ့လိုဆက်ဆက်လေးနဲ့တော်တော်ကောင်းတယ်အဲ့တော့တမီးကိုလည်းထားပေးမယ်ကောလုံးအင်အားကြီးကြံနေတရားမလို့ခေါအိုကေမှာတာဝင်းနေနဲ့ပပဟဲလိုက်တာအသက်လုံးဝမထွက်တော့ပါဘူးဒါဆိုတော့ဒီနေ့ရဲ့ vlog လေးကတော့ဒီလောက်ပါပဲအကုန်လုံးလည်းကြိုက်နေတက်ပြီးတော့ပြောကြမယ်လို့ထင်ပါတယ်ခွင့်ရလို့ရှိရင်ငွေဆောင်ပကြပါလို့ပြောချင်ပါတယ် love you bye bye